မိုးနောက်တစားမုံလာရဲ့လာပညာဖြစ်ပေမဲ့ကောင်းငင်မှာတိမ်လက်တွေဖုံးနေတာကြောင့်ရွာပြင်လမ်းကမှောင်မင်းနေပါတယ်။ဖိုးတောင်တယောက်ဘေးရွာအလူအိမ်မှာဖဲရရင်အချိန်လွန်သွားတာကြောင့်အခုမှတယောက်တည်းရွာကိုပြန်လာရတာပါ။သူ့လက်ထဲမှာတော့ဓမီစုံလေးတစ်လက်နဲ့ထိုတချောင်းပဲပါရှိပါတယ်။ရွာကိုပြန်မှုကကုတ်ခုပင်လန်းကိုဖျက်ရမှာပါ။ဒီလမ်းရဲ့ဘေးတစ်ဖက်မှာရွာဟောင်းတင်းချိုင်းရှိတာကြောင့်ရွာသားတွေကညဘက်ဆိုတယောက်တည်းမသွားရဲကြပါဘူး။ဖိုးထောင်ကတော့လူပြိုတိုးဆိုတော့အစာပိုင်းမှာတက်တီမွေးပြီးခက်တက်တက်ရှောက်လာခဲ့ပါတယ်။လမ်းတော့ကကုတ်ခုပင်ကြီးတွေအောက်ရောက်တဲ့အခါလေပြင်းတစ်ချက်ဝှေ့တိုက်သွားပြီးတစ်ကိုင်းတွေကတစ်ခုနဲ့တစ်ခုပွတ်တိုက်တန်ကနေကျွီဆိုတဲ့စက်သိန်းထားစရာထွက်ပေါ်လာပါတယ်။အဲ့ဒီအချိန်မှာသူ့နောက်ကနေခြေတံတစ်ခုလိုကြားလိုက်ရပါတယ်။ရှက်ဖိုးထောင်ရုတ်တရက်ရက်လိုက်ပြီးနောက်ကိုဓမီနဲ့ထိုးဝေးကြည့်ပေမဲ့ဘာမှမရှိပါဘူး။ငါစိတ်ထဲထင်တာနေမှာပါလို့ကိုအားပေးပြီးပြန်လျှောက်လာတော့ခြေတံကထပ်ပါလာပြန်ရောသူမြန်လျှောက်ရင်မြန်လိုက်တယ်သူဖြည်းဖြည်းလျှောက်ရင်ဖြည်းဖြည်းချင်းလိုက်လာတယ်တင်ញိုင်ဝါရောက်ခံဒီမှာတော့လမ်းမေးချုံမုံထဲကနေတဟင်းဟင်းနဲ့ခတ်အုပ်ရီတန်ကိုကြားလိုက်ရပါတယ်ဖိုးထောင်တစ်ကိုယ်လုံးတုန်တက်သွားပြီးဓမီနဲ့လှမ်းထိုးကြည့်လိုက်တဲ့အခါလမ်းမေးကုတ်ကိုပင်အိုကြီးရဲ့အကိုင်းပေါ်မှာဖြူရှည်တတ်တော်ဝါကြီးတစ်ခုကတွဲလောင်းကြီးကျနေတာကိုမြင်လိုက်ရပါတယ်အဲ့ဒါကလူတယောက်ရဲ့ပုံစံမျိုးပေမဲ့ခြေထောက်တွေကမြေကြီးနဲ့မထိပဲလေထဲမှာတုန်ခါနေပါတယ်။ညနာကိုကြည့်လိုက်တော့စပင်ကြီးတွေကဖားလားချထားပြီးမျက်လုံးနေရာမှာတော့ဟောင်းလောင်းမောက်ကြီးနှစ်ခုပဲရှိနေပါတယ်။ဖိုးထောင်ငါ့ကိုအိမ်လိုက်ပို့ပါအောင်ဟုအတန်ကပဲ့တင်တဲ့လူမျိုးဟိမ့်ထွက်လာပြီးအဲ့ဒီဖြူအောင်တတဝါကြီးကအပင်ပေါ်ကနေဖိုးထောင်ရှိရာကိုဝဲပြန်ပြီးဆင်းလာပါတော့တယ်။ဖိုးထောင်လည်းတက်တီတွေဘယ်ရောက်ကုန်မှမသိတော့ပဲဗုဒ္ဓံတရဏံကိစ္စမီလို့អော်ပြီးရွာဘက်ကိုအစွမ်းကုန်ပြေးပါတော့တယ်။နောက်ကနေတဟီဟီဆိုတဲ့ရည်တန်းကြီးနဲ့အတူအေးဆက်လေးလူကြီးကသူ့လေဘင်းကိုလာထိနေတယ်လို့ခံစားနေရပါတယ်။ရွာထိပ်ကဖုန်ကြီးကျောင်းဝင်းလေးကိုအရောက်မှာတော့ဖျားဆိုပြီးဝိပုဆောင်နဲ့ပြေးဝင်သွားလိုက်မှနောက်ကနေလိုက်လာတဲ့အတန်ကြီးရက်သွားပါတော့တယ်။တကူလုံးနဲ့ချွေးတွေရှဲပြီးသတိလက်မတက်ဖြစ်သွားခဲ့ပါတယ်။နောက်နေ့မနက်ရွာသားတွေသွားကြည့်တဲ့အခါဖိုးထောင်ရဲ့ပစိုးတစ်ပိုင်းကတင်ញိုင်းဝမှာစူးကြုံနဲ့ညှိပြီးပြဲကျန်နေခဲ့တာတွေ့ရတဲ့။အဲဒီညကစပြီးဖိုးထောင်တယောက်ညဘက်ဆိုရွာပြင်ကိုတယောက်တည်းဘယ်တော့မှမသွားရဲတော့ပါဘူး။